မြို့အစွန်ဘက်မှာလူအနှဲငယ်ပဲနေရတဲ့ရက်ကွက်တစ်ခုရှိတယ်။နေ့ဘက်မှာတော့တာမန်လိုပဲတိတ်ဆိတ်ပြီးညရောက်လာရင်တော့အဲ့ဒီရက်ကွက်ကိုဘယ်သူမှမနေရဲကြဘူး။ဘာကြောင့်လဲဆိုတော့ည7 နာရီကျော်တိုင်းလမ်းမအဆုံးကအိမ်ဟောင်းကြီးတစ်လုံးရှိမှမိမ့်မပြူချောချောလေးတစ်ယောက်ပေါ်လာတတ်လို့ပဲ။သူမကအဖြူရောင်ဝတ်ဆုံးဝတ်ထားပြီးရှည်လျားတဲ့စပင်အနှံ့ရောင်ကခါးထီကျသွားတယ်။အထူးဆုံးကတော့သူမရဲ့မျက်လုံးတွေအပြာရောင်အလင်းနဲ့လင်းနေတယ်။ကြည့်ရင်ကြောက်ရမယ်အစားစိတ်ဝင်စားခြင်းစရာကောင်းလောက်အောင်လှတယ်။ဒါပေမဲ့သူမကိုမြင်ပြီးနီးသွားတဲ့လူတွေမနှက်ရောက်ရင်ပလောက်သွားကြတယ်။ရဲတွေစုံစမ်းနေဖူးကြီးတွေပြက်နေမီဒီယာတွေလာရောက်တယ်။ဒါပေမဲ့အိမ်ဟောင်းထဲမှာဘာမှမတွေ့ဘူးလူငယ်တယောက်ရဲ့စူးစမ်းလိုစိတ်အဲ့ဒီရက်ကွက်နားမှာကိုထက်ဆိုတဲ့လူငယ်တယောက်နေလာတာ6 လလောက်ရှိပြီသူက vlog ရိုက်တဲ့လူမျိုးဂမ်ဘီရဇလန်ဒီကိုအထူးစိတ်ဝင်စား I have to get closer. လူတွေပျောက်သွားတယ်ဆိုတာတကယ်ပဲဝိညာဉ်လားမဟုတ်ရင်လူလောက်တလားဆိုပြီးစူးစမ်းကျင်နေခဲ့တယ်တညမှာတော့မုံအုံလေတိုက်အချိန်ကည7 နာရီ15မိနစ်ကိုထက်ကကင်မရာလေးကိုလက်ဝင်းမှာဆွဲပြီးအိမ်ဟောင်းဘက်ကိုတွားတယ်။လမ်းမပေါ်မှာလူတစ်ယောက်မှမရှိခွေးတံတောင်မကြားရဘူး။အဲ့ဒီအချိန်အိမ်ဟောင်းရှိမှသူမရက်နေတာကိုမြင်လိုက်ရတယ်။အဖြူဝစ်စုံရှည်လျားတဲ့စပိန်အနက်ရောင်အပြာရောင်မြင်လုံးကိုထက်ရဲ့နှလုံးသားတုံသွားတယ်။ဒါပေမဲ့သူမရဲ့မျက်နှာမှာကြမ်းတမ်းမရှိဘူး။အပြုံးပေါ်ပေါ်လေးပဲ။သူမကကိုထက်ကိုကြည့်ပြီးအတန်တိုးတိုးနဲ့ပြောတယ်မင်းကအကြောက်တရားမရှိဘူးလားကိုထက်မျက်လုံးမပိတ်ပဲပြန်မိလိုက်တယ်မင်းကဘာလုပ်လဲသူမပြုံးလိုက်တယ်ငါကမင်းတို့လိုလူမဟုတ်ဘူးဒါပေမဲ့မင်းတို့စိတ်ကိုအယမ်းသိတယ်အင်းဟုံးတဲ့ကအကြောက်တရားများသူမကလက်ညှိုးနဲ့အင်းဟောင်းတကားကိုညွှန်ပြတယ်ဝင်ရဲလားကိုထက်ခဏတိတ်နေပြီးနောက်ဆုံးတော့ခေါင်းညိတ်လိုက်တယ်တကားဖွင့်လဲချီမှာပဲအိမ်တွင်းကလီအေးတစ်ချက်ရုတ်တရက်ထိုးဝင်လာတယ်နေရန်ဒီမှာအရိပ်တွေလှူရှားနေတယ်လို့ပဲရုတ်တရက်နေရန်ပေါ်မှာလူတယောက်ရဲ့မျက်နှာပေါ်လာမျက်လုံးပြေပါဇက်ဟာအဲ့ဒါပျောက်သွားတဲ့လူတယောက်ဖြစ်တယ်သူ့နောက်မှာနောက်ထပ်မျက်နှာတစ်ခုချင်းပေါ်လာအဲ့ဒီလူတွေအားလုံးအကြောက်တရားနဲ့တီးသွားကြတဲ့သူကိုထက်ခြေလမ်းနောက်ဆုပ်လိုက်တယ်အဲ့ဒီချိန်မိမပြိုကပြောတယ်သူတို့ကကို့အကြောက်တရားကိုမအနိုင်ယူခဲ့လို့ဒီမှာကြံခဲ့ကြတာမိမပြိုရဲ့အမှန်တရားကိုထက်အတန်တွန်တွန်နဲ့မေးလိုက်တယ်မင်းကပါလဲသူမမျက်လုံးအပြာရောင်အလင်းပိုတောက်လာတယ်ငါကလူတွေရဲ့အကြောက်တရားကနေဖန်တီးထားတဲ့ဝိညာဉ်ကြောက်တဲ့သူကိုငါဆွဲထားမယ်မကြောက်တဲ့သူကိုတော့လွတ်ခွင့်ပေးမယ်ကိုထက်မျက်စိပိတ်ပြီးစိတ်ထဲမှာရှိသမျှအကြောက်တရားကိုထုတ်ပြဖို့ကြိုးစားလိုက်တယ်အချိန်အနည်းငယ်ကြာပြီးမျက်စိဖွင့်လိုက်တဲ့အခါအိမ်ဟောင်းလည်းမရှိမိန်းနှပြိုလည်းမရှိမိုးလင်းလာပြီကိုထက်တယောက်တည်းလမ်းဘေးမှာရပ်နေတယ်နောက်ဆုံးအဲ့ဒီနေ့နောက်ပိုင်းမှာကိုထက်ကဂမ်ဘီရဇလိုင်းဒီမရိုက်တော့ဘူးဒါပေမဲ့သူ့ vlog မှာဒီလိုစကားတစ်ကြောင်းကိုနောက်ဆုံးတင်ထားတယ်တခါတလေကြောက်เสียအရာတွေကအပြင်းမှာမရှိဘူးကိုယ်စိတ်ထဲမှာပဲရှိတတ်တယ်ညမိုးရွာတဲ့အချိန်တိုင်းလူတွေကတော့အိမ်ဟောင်းရှည်မှာအပြာရောင်မျက်လုံးနဲ့မိမ့်မပြိုကိုမြင်တယ်လို့ပြောနေကြဆဲအခုလိုအကြောင်းအရာလေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်Amazing Bargain Juke ကို like and subscribe လုပ်ပေးပါနော်